ဒီတကတော့တချင်းတပုတ်ထဲမှာလက်ခတ်2မျိုးပြောင်းတီးတာရေပေါ့နော်နောက် unusual ဆိုတဲ့ဒီကျွန်တော်တို့ခါတိုင်းတီးနေကြ wrong ကောပုံစံတွေမဟုတ်ဘူး family ကော့တွေမဟုတ်ဘူးအဲ့ထဲနေအပြင်ထွက်ပြီးတော့တုံးထားတဲ့ကော့တွေပေါ့နော်ကော့အခက်တွေတော့မဟုတ်ဘူးဒါပေမဲ့ပါနေကြမဟုတ်တဲ့ဟာတွေပေါ့အဲ့ဒါကြောင့် unusual ကော့တွေပေါ့ဒါတွေပါတဲ့တချင်းကြောင်းကျွန်တော်ဒီနေ့လောက်ကြည့်အောင်ပေါ့နော်လက်ခတ်2မျိုးဆိုတော့လေပထမ1မျိုးကတော့ပုံမှန်တီးနေကြ slow ပုံစံလေးပါပဲနော်နောက်တစ်မျိုးက rock style လေးပေါ့ down တွေကြီးတီးသွားတဲ့ပုံစံပေါ့အဲ့ဒီချင်းလေးက intro ဆိုရင်ဒါ slow နဲ့တီးမယ်ပြီးရင် chorus ကိုရောက်သွားရင် rock style လေးဖြစ်သွားတယ်ပေါ့ဒါအားလုံးလည်းသိပြီးသားဖြစ်မှာပါနော်ကြားရတယ်ပဲကျွန်တော်ဒီ bus မှာ intro တွေ bus တွေ intro တော့မပါဘူးเนาะဒီက bus ကိုတန်းဝင်တာပေါ့အဲ့မှာ slow တီးတယ်ဗျာဒီလက်ခတ်လေးပေါ့ကြောင်းနေကြတာပေါ့ဟောပြီးအဲ့ဒီလက်ခတ်သုံးမယ်သုံးပြီးတော့သူပါတဲ့ကော့တွေကအစပိုင်းတော့ဆင်ပြေတယ်ဆိုdo fa so do ပေါ့ C F G C နောက်ပြီးလည်းဆင်ပြေသေးတယ် la fa soခုဝင်နေတာကျတော့ပြောင်းလဲသွားပြီ unusual ဖြစ်သွားတော့เนาะ do ta la si so fa do ဟုတ်ကူးသွားတယ်ပေါ့เนาะ do ကနေ ta b flat နောက် la a minor ပြီးရင် c ဆိုပြီး a flat ကြီးဝင်လာပြီးမှ g နဲ့ f ကိုကူးပြီးဆင်းသွားဒါမျိုးတောင်းတချင်းတွေမှာမတွေ့ရဘူးလေဒါတော်တော်ထူးဆန်းတာပေါ့နော်အဲ့ဒါကြောင့်နောက်ခုပြောတဲ့ chorus မှာတီးတဲ့ဟာဒါ rock style လေးပေါ့နော် down တွေရေးသုံးသွားအဲ့ဒီလိုပုံစံတီးသွားတာပေါ့နော်အဲ့ဒါ bass နဲ့ဒီ chorus ကိုလက်ခတ်နှစ်ခုပြောင်းပြီးတီးတဲ့အခါမှာအတော်များများဒီ chorus ကိုရောက်ရင် tempo လေးတွေမြန်သွားလို့မလို့အဲ့ဒါလေးသတိထားဖို့တော့လိုတယ်ပေါ့နော် tempo ကတော့ဒီ tempo ပဲလက်ခတ်ပုံစံပဲပြောင်းသွားပါတော့တချင်းရဲ့အပြောင်းလဲရခုနပြောသလိုပါနေကြကော့တွေမဟုတ်တဲ့အတွက်နားစိမ့်ရင်စိမ့်လိမ့်မယ်ဒါပေမဲ့တန်စင် melody ကတော့အကုန်လုံးချိတ်ဆက်မိနေဒါတော်တော်ထူးဆန်းတယ်ပေါ့နော်ချီးကျူးစရာလည်းကောင်းပါတယ်အဲနောက်တစ်ခုက solo ပါတော့ solo ကလည်းအဲ့လိုပဲ solo တီးတဲ့ကော့တွေ do so re ဒါလေးဆင်ပြေတယ်လာပြီး do minor ဖြစ်သွားတယ် do minor ဖြစ်သွားပြီး d b ကောဖြစ်သွားနော်ပြီး b flat ထားနောက်ပြီး fa minor ဒီကွင်းဆက်ကြီးကတော်တော်လေးကိုထူးဆန်းနေဗျာဒါကြီးကိုကိုရှာမယ်ဆိုရင်မလွယ်ဘူးပြီးတော့ solo သုံးသွားတဲ့ note တွေကလည်း J-set တွေမိတယ်ပေါ့နော်ခုနကပြောသလို do minor ဖြစ်သွားတယ်ဒါ modulation နဲ့ပြောရင်တော့ထပ်ပြီးကျေပြန့်သွားမှာဆိုလို့မပြောတော့ဘူးဒီ C key အမြင်တိုင်း D ပဲပြောတော့တာနော် do minor ဖြစ်သွားတယ်နောက် B ဖြစ်သွားတယ်နောက် B flat ဖြစ်သွားတယ်နောက် fa minor F minor ပြီးမှ G ကိုပြန်ဝင်ပြီးတော့မှ chorus ကိုတစ်ခေါက်ပြန်ဝင်အဲ့မှာလည်းဒီ chorus ကိုလည်းဒီ solo ပြီးတဲ့အချိန်မှာဝင်တဲ့ chorus ကသူရှေ့နှစ်ပြီးနားလိုက်တယ်ပေါ့နော်အဲ့ဒါ solo ရဲ့နောက်ဆုံးပါ G ပေါ့ စ
ဆိုတော့ဒီ expression လေးအပြောင်းလေးပါပေါ့နော်အဲ့ဒါလေးလည်းမိအောင်တီးနိုင်တော့ပို့ပြီးတော့ဒီချင်းကိုတီးရတာအသက်ဝင်တာပေါ့နော်အဲဒါဆိုလိုပြီးတဲ့အချိန်မှာဝင်တဲ့ chorus နေရာလေးကိုပြန်တီးမယ်ဆိုရင်အဲ့လိုလေးဆက်ပြီးပါနော်ဒါလေးကလည်းမိုက်တယ်ပေါ့နော်အဲ့ဒါလေးကောင်းတယ်နောက်တခါအဲ့ chorus ရဲ့အပီးမှာလည်းအဆုံးသတ် andy မှာလည်းအဲ့လိုပဲပေါ့နော် chord phrase လေးက do ရဲ့ try ရဲ့ fire ရဲ့မှသူကသုံးကော့ကိုဖြီချသွားတော့ပေါ့နော်အဆုံးသက်ကလေးအဲ့တော့ဒီ F ကဘယ်နဲ့ရောက်သွားတယ်ဆိုတော့ 4V ရဲ့ N မှာကြိုပြီးတော့တီးပြီးတော့ဆုံးသတ်လိုက်တဲ့ပေါ့နော်1 and 2 and 3 and 4 and 1 2ဒီဒါပြီးသွားတယ်အဲ့ဒါနဲ့ fine သွားတာပေါ့နော်အဲ့ဒါလေးလှတယ်ပေါ့အဲ့ဒါ bass ထဲမှာခုနပြောတဲ့ unusual ကော့အတွဲလေးတွေအဲ့ဒါလေးလည်းမိုက်တယ်နောက် solo မှာသုံးသွားတဲ့ကော့တွေထူးဆန်းတယ်အဲ့ဒါတွေလည်းနော်နောက် solo ပြီးလို့ chorus ဝင်တဲ့ expression လေးအဲ့ဒါလေးလည်းမိုက်တယ်နောက်ဆုံးအသိမ်းမှာလည်းအဲ့ဒါပဲဒါလည်းမိုက်တယ်နော်ဒီရှင်လေးလေ့ကျင့်ဖို့ကောင်းတယ်